ဒီလိုဟာတင်းငယ်တဲ့တိုင်းကြီးတစ်ခုပါဝင်တဲ့မော်တက်တာတစ်လုံးကိုမတော်တဆရရှိခဲ့ပါတယ်တက်တာတဲ့ကိုလက်နိုင်လိုက်ယုံတဲ့မိစ္ဆာသားရဲ့ငကားနတ်ကိုအလွယ်တကူထိန်းချုပ်နိုင်တယ်လို့လက်ဖြောက်တစ်ချက်တီးလိုက်ယုံတဲ့မူလပုံစံအတိုင်းပြန်ဖြစ်သွားအောင်လုပ်နိုင်ပါတယ်ဒီနေ့မှာတော့လူတယောက်ကထီးနှန်းကိုလူယူဖို့ကြိုးစားခဲ့တယ်အဲ့ဒါကိုမြင်သွားခဲ့ဒီလူကအလန့်တကြားအတန်ထွက်မိသွားရကနေဟိုဘက်ကလူကကြားသွားပါတယ်အဲ့ဒီလူကသူ့ရဲ့ X-ray အမြင်အာရုံနဲ့ရှာဖွေကြည့်ပြီးနောက်မှာတော့ဒီလူရှိရာကောင်းကင်ရန်စီပြန်တက်လာပြီးရင်ဆိုင်ဖို့လောက်ပါတယ်။ဒါပေမဲ့ဒီလူကလက်ညှိုးနဲ့တစ်ချက်ပဲခါထုတ်လိုက်ကြတဲ့ဟိုလူဟာမီတာချောင်းချောင်းများစွာဝေးရာကိုလွင့်ထွက်သွားပါတော့လေ။အဖော်ဖြစ်သူအသက်ခံရတာကိုမြင်တော့နောက်တစ်ယောက်ကအားလုံးကိုတေချေပြက်စီးစေဖို့မိထောက်ကြီးတွေထုတ်လွှတ်လိုက်တယ်။ဒါပေမဲ့ဒီလူကတတွဲတစ်ချက်ထွေးလိုက်ရုံနဲ့အဲ့ဒီမိထောက်တွေဟာချက်ချင်းငိမ့်သွားခဲ့ပါရဲ့။ဘယင်မကြီးကတော့ဒီလူကိုနတ်ဖျားတစ်ပါးလိုထင်မှတ်ပြီးကျေးဇူးတင်စကားဆိုကချက်ချင်းဒူးထောက်လိုက်ပါတယ်။ပြီးတော့လက်တစ်ချက်ဝှေ့ရမ်းပြီးတစ်တာကိုသူ့လက်ထဲအရောက်ပို့ပေးလိုက်ပါတယ်။တကယ်တော့သူဟာသူ့ရီးစားကိုလှုပ်ကြွေးပြုစုနေရတဲ့ပါစေပို့သမားတယောက်သာဖြစ်ပါတယ်။သူဟာနေ့တိုင်းကြိုးကြိုးဆဆအလုပ်လုပ်ပေမဲ့ကောင်မလေးရဲ့အဖေကတော့သူ့ကိုဘယ်တော့မှအတိအမှန်မပြုတ်ခဲ့ပါဘူး။သူမရဲ့မိသားစုကသူနဲ့လမ်းခွဲပေးဖို့အတွက်ငွေသားသိန်းပေါင်းများစွာနဲ့တောင်ကန့်လန့်ခဲ့ကြပါရဲ့။ဒါပေမဲ့ကောင်မလေးကတော့သူ့ကိုပဲလက်ထပ်မယ်လို့ဇွတ်အတင်ပြောနေခဲ့တာပါ။နောက်ဆုံးမှာတော့သူမရဲ့အမေကအမှန်တရားကိုဖွင့်ပြောလိုက်ပါတယ်။လွန်ခဲ့တဲ့တနေ့ကသူ့အစားအသောက်တွေပို့နေကားအတော်အစားဖြစ်ခဲ့ချိန်မှာကောင်မလေးဟာသူ့ကိုတင်မင်းလက်ကနေကယ်တင်ဖို့အတွက်သူမရဲ့အသက်ဆွမ်းအင်းတွေကိုကုန်ခန်းတော်တွန်းခဲ့ရတာပါ။ဒါကိုသူကတော့အိမ်မက်လိုပဲအမြဲထင်နေခဲ့တာအခုမှသာသူ့ကြီးစားကသူ့အတွက်ဘလောက်တောင်စတေးခဲ့ရတယ်ဆိုတာသူသိသွားခဲ့ပါတယ်အခုဆိုရင်သူ့မှာနဖျားကျင့်စဉ်လောကတည်ရှိနေတဲ့ဒီမော်ပက်တာရှိနေပြီဖြစ်တယ်လို့သူကိုယ်တိုင်လည်းအဲ့ဒီလောကရဲ့အုပ်ချုပ်သူဖြစ်လာခဲ့ပါပြီအခုသူ့ရဲ့တစ်ခုတည်းသောရည်မှန်းချက်ကတော့သူ့ကြီးစားရဲ့မွေးနေ့ပါတီမှာတကဘာလုံးကိုအံ့အားတော့အောင်လုပ်ဖို့ပါပဲ